ထေးကြီးဖြစ်တဲ့ကျွန်တော်ဖေကတာမန်လူတယောက်ရဲ့ဘဝကိုအတွေ့အကြုံယူဖို့ကျွန်တော်ကိုအလုပ်သွားခိုင်းခဲ့ပါတယ်ဒါပေမဲ့ဒီနေ့မှာတော့ကျွန်တော်ထူးဆန်းတဲ့အရာတစ်ခုကိုသတိထားမိလိုက်တယ်ဓာတ်လေကားထဲမှာနေရာကျဲကြီးကြံနေသေးတာတေချပါတယ်ဒါပေမဲ့ကျွန်တော်လုပ်ဖို့ကင်ဘက်တွေအားလုံးကနောက်ဆုတ်သွားကြပြီးအထဲကိုမဝင်ရဲကြဘူးဖြစ်နေတယ်ကျွန်တော်ကတော့ဥက္ကဋ္ဌကြီးကိုအေးအေးဆေးဆေးပဲနှုတ်ဆက်လိုက်ပါတယ်ဒီလိုရဲတင်းတဲ့အပြုတ်မူကအတွင်းရေးမှူးနှစ်ယောက်လုံးကိုအံ့အားသင့်သွားစေခဲ့တယ်အဲ့ဒီနောက်ကျွန်တော်ဖုန်းထုတ်ပြီးသူနဲ့အတူဓာတ်ပုံတွဲရိုက်လို့ရမလားလို့မေးလိုက်ပါတယ်ကျွန်တော်ကကုမ္ပဏီရဲ့ကင်မရာဆော့ဖ်ဝဲအသစ်ကိုစမ်းသပ်နေတာပါအတွင်းရေးမှူးတွေကကျွန်တော်ကိုတားဖို့ပြင်လိုက်ကြပါတယ်ဒါပေမဲ့ဥက္ကဋ္ဌကြီးကပြုံးပြီးရပါတယ်လို့ပြောခဲ့တယ်ကျွန်တော်ကဥက္ကဋ္ဌကြီးရဲ့ပခုံးကိုဓာတ်ရိုက်ဖက်ပြီးဓာတ်ပုံတွေအများကြီးစက်တိုက်ရိုက်လိုက်ပါတယ်အဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ဌာနမှူးကတော့မေးလဲမတက်ဖြစ်သွားခဲ့တယ်ဓာတ်ပုံတွေပြန့်သွားပြီးတဲ့နောက်မှာတော့လုပ်ဖို့ကင်ဘက်တွေအားလုံးကကျွန်တော်နဲ့ဓာတ်ပုံတွဲရိုက်ဖို့လာတောင်းဆိုကြပါတယ်ဒါပေမဲ့ဌာနမှူးကကျွန်တော်ရဲ့အစီရင်ခံစာကိုမြင်တဲ့အခါမှာတော့ဥက္ကဋ္ဌကြီးနဲ့ဓာတ်ပုံရိုက်ရအောင်မင်းဘယ်လိုတောင်တက်တိရှိနေတာလဲလို့မေးခွန်းထုတ်ပါတော့တယ်လူတိုင်းကလူသားချင်းအတူတူပဲလို့ကျွန်တော်ထင်ပါတယ်လုပ်ဖို့ကင်ဘက်တွေအားလုံးကသူ့ကိုဘာလို့ကြောက်နေကြရတာလဲဒီစကားတွေကြောင့်ဌာနမှူးကကျွန်တော်ကိုလုပ်ငန်းခွင်စီမင်းစည်းကမ်းနားမလည်တဲ့သူလို့သတ်မှတ်သွားပါတယ်သူကကျွန်တော်ရဲ့အဖွဲ့ခေါင်းဆောင်ကိုခေါ်ပြီးကျွန်တော်ကိုလုပ်ငန်းခွင်ယဉ်ကျေးမှုတွေတင်ပေးဖို့ပြောလိုက်တယ်နောက်တော့အဖွဲ့ခေါင်းဆောင်ကကျွန်တော်ကိုခေါ်တွေ့ပါတယ်သူကကျွန်တော်သာလုပ်ဖို့ကင်ဘက်တွေနဲ့အဆင်ပြေပြေနေချင်ရင်လူတိုင်းကိုနိုးလက်ဖက်ရည်တစ်ခွက်စီတိုက်တင်တယ်လို့ပြောပါတယ်အဲ့ဒါကဈေးလဲမှကြီးတယ်လို့ပတ်ဝန်းကျင်ကိုလည်းပို့ပြီးတက်ဝင်လှုပ်ရှားစေတယ်လေကျွန်တော်ကလူတိုင်းကိုတကယ်ပြောတာလားလို့သူ့ကိုပြန်မေးလိုက်ပါတယ်ဒါပေမဲ့မထင်မှတ်ပဲသူပြောတဲ့လူတိုင်းဆိုတဲ့အတိတ်ပဲကကျွန်တော်နားလည်ထားတာနဲ့လုံးဝတခြားစီဖြစ်နေခဲ့တယ်။နိုင်ဝက်လောက်ကြာတဲ့အခါမှာတော့ကုမ္ပဏီတွေကဝန်ထမ်းတွေအားလုံးအံ့ဩသွားကြပါတယ်။ကျွန်တော်ကနိုးလက်ဖက်ရည်တွေကိုကားတစ်စီးအပြည့်ဝယ်လာခဲ့တာပါ။တန်ရှင်းရေးဝန်ထမ်းတွေကနေဌာနခွဲအသီးသီးကခေါင်းဆောင်တွေထိအားလုံးအတွက်အမေရိကန်ဒေါ်လာ2000လောက်ကုန်ကျခဲ့ပါတယ်။တိုက်လုံးမှာရှိတဲ့လူတိုင်းတစ်ခွက်စီရခဲ့ကြတာပါ။အဖွဲ့ခေါင်းဆောင်ကတော့လုံးဝစွန့်သွားခဲ့ပါတယ်။ဥက္ကဋ္ဌကြီးတောင်မှဒီလောက်အထိလက်ဖွာခဲ့တာမျိုးမရှိဘူးဘူးလေ။ရက်အနည်းငယ်ကြာတဲ့အခါမှာတော့ကုမ္ပဏီကကျွန်တော်နဲ့အဖွဲ့ခေါင်းဆောင်ကိုအလုပ်ကိစ္စနဲ့ခရီးတစ်ခုလွှတ်လိုက်ပါတယ်။ဒါပေမဲ့လေစိတ်ကိုရောက်တဲ့အခါမှာတော့လေရင်လက်မှတ်တွေအားလုံးကုန်နေပြီဆိုတာသိလိုက်ရတယ်။ကျွန်တော်လည်းတခြားနည်းလမ်းမရှိတာနဲ့ကျွန်တော်ဦးလေးစီဖုန်းဆက်လိုက်ပါတယ်မိနစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ကျွန်တော်ကအဖွဲ့ခေါင်းဆောင်ကိုပထမတန်းစားထိုင်ခုံစီခေါ်သွားလိုက်တယ်အဖွဲ့ခေါင်းဆောင်ကတော့လုံးဝထိတ်လန့်သွားပါတယ်ကျွန်တော်တို့ကရိုးရိုးတန်းကသွားရမှာမဟုတ်လားလို့သူကပြောရှာတယ်ဒါပေမဲ့လေရင်မဲကဒါဟာရှင်းရဲ့ထိုင်ခုံပါလို့ပြောလိုက်ပါတယ်ကျွန်တော်ကလည်းကျွန်တော်ဦးလေးကကျွန်တော်တို့အတွက်ပထမတန်းစားကိုအခမဲ့အဆင့်မြင့်ပေးလိုက်တာလို့သူ့ကိုရှင်းပြလိုက်တယ်ဟိုတယ်ကိုရောက်တဲ့အခါမှာတော့အဖွဲ့ခေါင်းဆောင်ကအခန်းတစ်ခန်းပဲဘိုကင်လုပ်ထားပါတယ်ဒီလိုလုပ်ရင်ခီးစည်းတယောက်စာတက်တာသွားမှာဖြစ်ပြီးပိုတဲ့ပတ်စံကိုကျွန်တော်တို့နှစ်ယောက်ခွဲယူလို့ရတယ်လို့သူကဆိုပါတယ်ဒါကကျွန်တော်ကိုပိုကောင်းတဲ့အကြံတစ်ခုရစေခဲ့ပါတယ်ကျွန်တော်ကအဖွဲ့ခေါင်းဆောင်ကိုသမရအဆောင်ခန်းစီခေါ်သွားလိုက်တယ်ဒီဟိုတယ်ကကျွန်တော်ဦးလေးပိုင်တာလို့ကျွန်တော်ရှင်းပြလိုက်ပါတယ်အဲ့ဒီလိုဆိုရင်ကျွန်တော်တို့နှစ်ယောက်လုံးခီးစည်းအပြည့်အဝပြန်ထုတ်ယူလို့ရတာပေါ့အဖွဲ့ခေါင်းဆောင်ကတော့အံ့ဩလွန်းလို့စကားတောင်မပြောနိုင်တော့ပါဘူးနောက်တနေ့မနက်မှာတော့အိမ်စီတယောက်ကကျွန်တော်ကိုအဆင့်မြင့်ကားတစ်စီးနဲ့အလုပ်လိုက်ပို့ပေးပါတယ်မထင်မှတ်ပဲကုမ္ပဏီကဌာနမှူးနဲ့ချက်ချင်းတိုးပါတော့တယ်ကျွန်တော်ကသူ့ကိုနှုတ်ဆက်ဖို့ပြင်လိုက်ပေမဲ့သူကခက်တွတ်ပဲထွက်သွားပါတယ်ဒါကကျွန်တော်ကိုတော်တော်လေးဇဝေဇဝါဖြစ်သွားစေတယ်အဖွဲ့ခေါင်းဆောင်ကကျွန်တော်ကိုလူကြီးထက်ပိုကောင်းတဲ့ကားကိုဘယ်တော့မှမစီးနဲ့လို့ပြောပါတယ်အဲ့ဒါကြောင့်ကျွန်တော်အလုပ်သွားဖို့ကားအသေးလေးတစ်စီးပြောင်းစီးလိုက်တယ်ဒီတစ်ခါတော့ဌာနမှူးကပြုံးပြီးကျွန်တော်ကိုနှုတ်ဆက်ပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှတင်သူ့ရဲ့အပြုံးတွေပျောက်ကွယ်သွားပါတော့တယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကားသေးလေးမှာတော့ကျွန်တော်ရဲ့ကိုယ်ပိုင် driver ပါလာလို့ပါပဲ